ရှယ်ပြင်ဆင်ထားတဲ့အခန်းလေးကို1250ဒီနေ့စင်းနဲ့ပြန်ချပေးမှာဖြစ်ပါတယ်။ဒါကအောက်မှာပါကေးတွေခင်းထားတာဖြစ်ပါတယ်။အခန်းတစ်ခန်းပါပါတယ် PC ကြပါပြီ။စာရွက်စာတမ်းအကုန်လုံးစုံနေတာကြောင့်ဗန်ရေးချန်နယ်လည်းဝယ်မယ်ဆိုဝယ်လို့ရပါတယ်။ရောင်းစည်းရ1250ဒီနေ့စင်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်။နေရာကတင်ငန်းချင်းမျိုးနယ်ငမိုးရီရက်ကွက်ငမိုးရီကိုလန်အပိုင်းလေးမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့မိဖို့စမှာဒီမှာ emergency လေးကပါပါတယ်ဒါကရေအုပ်ကန်မှာရေချိုးကန်ထဲမှာရေချိုးကန်လည်းကျဲကျဲဝန်းဝန်းဖြစ်ပါတယ်အပေါ်မှာတိုင်ကြီးပါပါတယ်ဒါကကျွန်တော်တို့ဗိုလ်တန်းအင်တာဖြစ်ပါတယ်နောက်ကျောင်းကိုပြန်ထွက်မယ်ဆိုရင်ဒါကအခန်းမှာရောင်စည်းက1250ပါနေရာကသင်္ကန်းချင်းမြို့နယ်ငမိုးရီရက်ကွက်ငမိုးရီကိုလန်အပိုင်းလေးမှာဖြစ်ပါတယ်ဒါအိတ်ခမ်းမှာဘေးမှာလဲတိုက်မြင်နေမရှိပါဘူးဒီတိုက်ခမ်းကိုဝယ်ယူမယ်ဆိုရင်39 995693339ကိုဆက်တယ်ပြီးဝယ်ယူနိုင်ပါတယ်ဆိုတဲ့အကြောင်းပြောပြရစေကျွန်တော်ရဲ့ post ကိုဆုံးအောင်ကြည့်ရှုပေးလို့ကြည့်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ရိုက်ထားမျက်နှာချင်းဆိုင်မှာလည်းတိုက်မြင်မရှိပါဘူးဘေးမှာလည်းတိုက်မြင်နေမရှိပါဘူးတိုက်တန်းလည်းနူးနူးလေးရှိပါသေးတယ်ကားတွေပါရမယ်ဆိုလည်းအဆင်ပြေတဲ့နေရာပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ